လုံးပဲမင်္ဂလာပါရှင်ကျွန်တော်ယနေ့နိုင်ငံတကာဒီပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲကျင်းပတဲ့ဒီလိုဖြစ်ပါတယ်အားလုံးမြန်မာအခွဲလာပြီဆိုတာနဲ့ဝင်လိုက်တော့နော်ဟုတ်တယ်မြင်ရမရအောင်မြင်ရခိမ့်ရဖြစ်တယ်အော်मासी अरे 5 pieces ए आराम से और भी दे दे 5 pieces please လိုသေးလားဓမ္မလင်းလိုသေးလားဓမ္မလင်းရအနည်းရ give me one please thank you သမီးတို့ဟိုလေမမအခွဲနောက်ကမမအခွဲရောက်တဲ့ခါကျရင်လိုက်နော်သမီးဒါချက်ရှမ်းဗမာရှမ်းလားဟုတ်ပါဘူးရိုးရဒီဗီဒီယို Facebook မှာတင်ပေးနော်အခုတင်နေတယ်အနီနော် live လွှင့်နေပါတယ်ဟုတ် live လွှင့်နေပါတယ်ရှင်ဟုတ်ကဲ့လောက်ထားတာအတန်အချိန်20မြောက်နိုင်ငံတကာဒီပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲဖြစ်ပါတယ်။ကျမနဲ့နေ့ကတော့ဒီဇင်ဘာလ2ရက်နေ့ကနေ12ရက်နေ့အထိပဲဖြစ်ပါတယ်ရှင်။
အတန် group ပါ तस्वीर के पास भेज दियाအခုလာပြီတိဘက်လာပါပြီနောက်ကတိဘက်ဒီပါတိဘက်လူမျိုးတွေပါတိဘက်ဖွဲ့ပါ သူတို့ဖွဲ့ရလား ဟုတ်တယ်သူတို့ဖွဲ့ရမှာသူတို့လိုက်သွားကြတယ်မလာသေးဘူးတို့ဖွဲ့ရနောက်မှာမလာကြသေးဘူး ကြောက် ये पुर्तगाल की टीम है पुर्तगाली है ये ब्रिटेन के है इंग्लैंड ब्रिटेन ये ब्रिटेन के है इंग्लैंड कहाँ से आएंगे जब वीडियो कॉलिंग कर रहे हो तो कहाँ से आएगा मलेशिया ไม่ต้องผ่านมาไปเข้าวัดไทยค่ะ ये मलेशिया ต้องผ่านมาเพื่อเข้าวัดไทยแล้วไปร่วมขบวน มาထိုင်း group मलेशिया के ไปไม่ได้มันติดแล้วขังเราหมดแล้วไปได้เหรอตรงนั้นเนี่ย ဒီနှစ်ကကြတော့အိန္ဒိယကဟိုဟာလုပ်ပေးတာလေကျင်းပပေးတယ်ပွဲဦးစီးပြီးတော့ကျင်းပပေးတာပေါ့ရှိတယ်နှစ်တိုင်းရှိတယ်ဟုတ်တယ်ဒီချိန်ဆိုဟုတ်ဒီချိန်ဆိုပွဲစားပြီ बाद में शेयर कर दूंगाဒါအိန္ဒိယကចောင်းသားတွေကလည်းဝန်းရံပေးကြပါတယ် ताइवान ताइवान स्कूल के बच्चे भी आए ताइवान သမားမိတ်ဆွေများအားလုံးကြည့်ရှုနိုင်ရတဲ့ live လေးတင်ပေးခြင်းပဲဖြစ်ပါတယ်ရှင် वो लिखा था ताइवान पे बोर्ड बैनर लगा ना ताइवान का ये ताइवान का बैनर लगा है हाँ भूटान ये भूटान चाइना
में नहीं है ऑनलाइन हो ना ငင်းကုန်မမြင်ဘူး हाँ बिल्कुल पास में सामने खड़े हो ဒီကဓာတ်ပုံရိုက်ချင်သူလည်းကြရအောင် ဟုတ်တယ်သူနဲ့ရိုက်